အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်အောင်ချစ်ကိုချစ်မများအားလုံးပေါ့နော်။နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့က8ရက်5လ2026အားလုံးပဲနော်။တောက်ကြနေ့နောက်ဆုံးအပိတ်ပွဲကိုရောက်ရှိလိုလာပြီနော်။တောက်ကြနေ့နောက်ဆုံးအပိတ်ပွဲမှာနော်ကျွန်တော်ရဲ့ကိုဒီမတွေဝမ်းကျင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေအားလုံးကိုထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်။ကဲတောက်ကြနေ့နောက်ဆုံးအပိတ်ပွဲလေးမှာကျွန်တော်ရဲ့ကိုဒီမတွေအကြိုက်တူရင် like ဆော့လို့ရအောင်ပေါ့နော်။မကြိုက်မနစ်တက်ဖို့ဆိုရင်လည်းအားလုံးပဲမစော်ဘဲနေလို့ရပါတယ်။ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။ပုံမှန်ဆိုရင်တော့ကျွန်တော်တောက်ကြနေ့မတင်တော့ဘူးလို့နေတာကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲနော်မျှော်နေမှာဆိုလို့ဒါကျွန်တော်ကစေတနာနဲ့တင်ပေးတော့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးကိုပေါက်ကိုယူပါကိုရကိုယူပါနော်တခုပြောချင်တာလေးကထိန်းထိန်းသိမ်းသိမ်းလေးတော့ကစားနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲပိတ်ရဖောင်းရရှိလို့ရှိရင်ကျွန်တော်ပြောတယ်နော်ဆော့ရတာလေးတွေကလုံးဝအဆင်မပြေဘူးနော်ဒါကြောင့်မို့ကျွန်တော်လာမယ်ပွဲမှာတော့နော်လာမယ်ပွဲတွေမှာတော့ပိတ်ရဖောင်းရကလေးတွေမရှိတဲ့အတွက်ကြောင့်မလို့ရှေ့လာမယ်ပွဲတွေမှာအကောင်းဆုံးအတက်နိုင်ဆုံးကျွန်တော်ရဲ့အကိုတွေအမတွေကိုစူးစမ်းပေးပါမယ်စေတနာနဲ့နော်လာမယ်ပွဲတွေမှာအခုကတော့ကျွန်တော်တို့เนาะတောက်ကြနေလဲရောက်ရှိလို့လာပြီအကြိုက်တွင် like ဆော့ပေါ့เนาะအကြိုက်မတွင်မဆော့ပါနဲ့အမှန်မှန်ရှိပါတယ် Facebook ကညီကိုမောင်နှမတွေပုံမှန်အတိုင်းလေးပဲဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင် share မှု share အားလေးနဲ့ကူညီပေးများမြင်များတွေ့နိုင်အောင် like လက်မှာတဲလေးတွေနဲ့ဝင်ရပေးပါကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ထားပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုအမြဲတမ်းမြင်ရတွေ့အောင်ဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်မနေ့ပြန်တောက်ကြနေရှေ့ရနေတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာဘိုင်နေနဲ့ဆိုရင်တော့6ဘိုင်1ဘိုင်မှာเนาะကျွန်တော်ရဲ့ကိုဒီမတွေအဲ့ဒါကို6နဲ့ပတ်သက်တဲ့ main ကွာကလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ပြန်မှာ69 60 6နဲ့64ဒါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာရွေးချယ်မှုပါเนาะ69 60 6နဲ့64ဒါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးရွေးချယ်မှု main ကွာကလေးတွေပါ1နဲ့ပတ်သက်တာဆိုရင်တော့မနေ့ပြန်မှာ19 10 16 19 10 16ဒါပဲရွေးထုတ်ထားတယ်အကြိုက်တွင်လိုက်ဆော့ပါကျွန်တော်ထုတ်ပေးတဲ့ main ကလေးတွေမကြိုက်ဘူးကိုလုံးမိုင်ကိုကြီးရလို့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းမနေ့ပြန်တောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာနော်အားအကောင်းဆုံးဒီ6ပတ်ဒီ1ပတ်ဒီအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့ပေါလို့ရလို့လည်းဘာမှပေးစရာမလိုဘူးစေတနာနဲ့တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲမနေ့ပြန်တောက်ကြနေနောက်ဆုံးပိတ်ပွဲမှာနော်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးနော်ကံကောင်းကြပါစေနော်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့ဘာမှပေးစရာမလိုပါဘူးเนาะကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းမြင်တွေ့ကြနေဆိုရင်တော့ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ပါเนาะကဲကျွန်တော်ကိုအားပေးတဲ့ညီကိုမောင်နှမတွေထူးထူးပဲကျေးဇူးတင်တယ်မနေ့ပြန်တောက်ကြနေအပိတ်ပွဲမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်ကြပါစေဗျ